ကဘာကြီးကတဖြည်းဖြည်းမှောင်ရိပ်တက်လာပြီးတင်ချရတဲ့သူတွေရဲ့မျက်နှာကိုတောင်ဝေဝါးစွာသာမြင်နေရတဲ့ခံစားချက်မျိုးကြုံဘူးပါသလားဒါဟာရိုးရိုးအမြင်အာရုံအားနေတာမဟုတ်ပဲမျက်လုံးရဲ့တဘာဝမှန်ဘီလူးထဲမှာပရိုတိန်းဓာတ်တွေစူးစီးမှကြောလာတဲ့အတွင်းတိမ် cataract ရဲ့ဇီဝဗေဒဆိုင်ရာပြောင်းလဲမှုတစ်ခုပါဒီနေ့တော့အမှောင်ထဲကနေအလင်းရောင်စီပြန်လည်လမ်းပြပေးမဲ့ဆေးပညာရဲ့အံ့ဖွယ်နည်းလမ်းတွေကိုအတူတူလေ့လာကြည့်ရအောင်ကျွန်တော်တို့ရဲ့မျက်လုံးဟာကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးသောကင်မရာတစ်လုံးနဲ့တူပါတယ်အလင်းရောင်တွေဟာမျက်လုံးထဲကိုဝင်ရောက်လာတဲ့အခါပထမဦးဆုံးဖြတ်တန်းရတာကတော့ကျွန်တော်တို့ရဲ့တဘာဝမှန်ဘီလူးပဲဖြစ်ပါတယ်ဒီမှန်ဘီလူးဟာလုံးဝကြည်လင်နေဖို့လိုအပ်ပါတယ်သူကြည်လင်နေမှသာအလင်းနှန်းတွေကိုမျက်စိရဲ့နောက်ဘက်မှာရှိတဲ့အမြင်လွှာ retina ပေါ်ကိုတိကျစွာအာရုံစိုက်ရောက်ရှိစေတာပါဒါဟာဓာတ်ပုံတစ်ပုံကို focus မှန်အောင်ချိန်ညှိလိုက်တဲ့လိုမျိုးပါပဲအမြင်လွှာပေါ်ကိုအလင်းနှန်းတွေတိကျစွာကြားရောက်တဲ့အခါကျွန်တော်တို့ဟာကဘာကြီးကိုကြည်လင်ပြတ်သားစွာမြင်နိုင်ကြတာပါဒါပေမဲ့တနေ့မှာဒီမှန်ဘီလူးလေးကတိမ်တွေအုပ်တလို့ဝါလာပြီးအလင်းရောင်ကိုကောင်းကောင်းမဖြတ်တန်းခိုင်းတော့ဘူးဆိုရင်ရောအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့မျက်လုံးတွေကတဘာဝမှန်ဘီလူးလေးဟာအစပေါင်းများစွာပဲအလင်းရောင်တွေကိုအချိန်ကစတင်ပြောင်းလဲလာရတဲ့အတွက်သူ့ရဲ့ဇီဝဖွဲ့စည်းပုံတွေကတဖြည်းဖြည်းမှကျောလာပါတယ်ဒါဟာတာမန်မျက်စိမုံတာမဟုတ်ပါဘူးဒါဟာမှန်ဘီလူးတွေကပရိုတိန်းဓာတ်တွေပုံမှန်မဟုတ်ပဲစူးစီးလာပြီးအလင်းနှန်းတွေကိုပိတ်ဆို့ဖျက်ဆီးဖြစ်တဲ့ဇီဝဗေဒဆိုင်ရာအမှောင်ထုတစ်ခုဖြစ်လာတာပါစဉ်းစားကြည့်ပါအရင်ကကြည်လင်ခဲ့တဲ့မှန်ဘီလူးဟာအခုတော့နို့နှစ်ရောင်သို့မဟုတ်အဝါရောင်တိမ်တွေအုပ်တလို့ဖြစ်လာပါပြီအလင်းနှန်းတွေဟာအမြင်လွှာပေါ်ကိုမရောက်နိုင်တော့ပဲလမ်းကြောင်းတွေပျောက်ဆုံးကုန်ပါပြီဒါဟာတိတ်ဆိတ်တဲ့ကျူးကျော်မှုပါပဲနာကျင်မှုမရှိဘူးဒါပေမဲ့တင့်ရဲ့အမြင်အာရုံကိုတဆထက်တဆလူယူနေတာပါအခုချိန်မှာတင်ပါကိုမှမလှုပ်ဆောင်ပဲနေမယ်ဆိုရင်တင့်ကဘာကြီးဟာပိုပြီးတော့တောင်မှောင်မိုက်လာဖို့ပဲရှိပါတော့တယ်အမှောင်ထုကတင့်ကိုဖုံးလွှမ်းသွားပြီလို့ထင်နေပါသလားမစိုးရိမ်ပါနဲ့မျက်စိဆေးပညာရဲ့တိုးတက်မှုတွေကဒီအမှောင်ထုကိုတခဏချင်းမှာပဲအလင်းရောင်အဖြစ်ပြောင်းလဲပေးနိုင်ပါပြီဒီနည်းလမ်းကို phago emulsification phacoemulsification လို့ခေါ်ပါတယ်ဒါဟာမျက်စိခွဲစိတ်ကုသမှုမှာအဆင့်မြင့်ဆုံးသောနည်းပညာတစ်ခုပါအရှိန်ဟုန်မြင့်တဲ့ ultrasonic လှိုင်းတွေကိုအသုံးပြုပြီးတစ်မျက်လုံးထဲကမကြည်လင်တော့တဲ့မှန်ဘီလူးဟောင်းကိုအမုံမွှားလေးတွေအဖြစ်ခြေဖြတ်ဖယ်ထုတ်လိုက်တာပါပြီးတာနဲ့ရှင်းလင်းပြတ်သားတဲ့မှန်ဘီလူးအတု intraocular lens လေးကိုနေရာယူလိုက်တဲ့အခါတစ်မျက်လုံးထဲကိုအလင်းရောင်တွေပြန်လည်စီးဝင်လာပါပြီမှန်ဘီလူးအတုဟာတစ်မျက်လုံးရဲ့တဘာဝအတိုင်းလှုပ်ဆောင်ပေးမှဖြစ်ပြီးခွဲစိတ်မှုပြီးတာနဲ့ကဘာကြီးကိုပြန်လည်ကြည်လင်စွာမြင်တွေ့နိုင်မှာပါဒါဟာဆေးပညာရဲ့အံ့ဖွယ်တစ်ခုပါပဲတင်လို့ရမှာကတော့တစ်မျက်လုံးရဲ့ကျန်းမာရေးအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချမှတ်ဖို့ပါပဲခွဲစိတ်မှုကအောင်မြင်သွားပါပြီဒါပေမဲ့အလင်းရောင်ကိုထာဝရထိန်းသိမ်းဖို့ဆိုတာတင့်လက်ထဲမှာပဲရှိပါတယ်ခွဲစိတ်ပြီးနောက်ပိုင်းပထမဆုံးရက်တစ်ပတ်တွေဟာတစ်မျက်လုံးအတွက်အလွန်အရေးကြီးပါတယ်ပထမဆုံးအချက်တစ်မျက်လုံးကိုဘယ်တော့မှမပုတ်ပါနဲ့ခွဲစိတ်ထားတဲ့နေရာလေးကိုအနှောက်အယှက်မဖြစ်စေဘူးအမြဲတမ်းထားပါအပြင်ထွက်တဲ့အခါသို့မဟုတ်အိတ်တဲ့အခါမှာတော့ဆရာဝန်ပေးထားတဲ့မျက်စိကာဖုံး protective shield ကိုတပ်ဆင်ဖို့မမေ့ပါနဲ့ဒုတိယအချက်တန်ရှင်းမှုကအသက်ပါမျက်လုံးမှာအညစ်အကြေးတွေမဝင်စေဖို့လက်ကိုအမြဲတန်ရှင်းအောင်ဆေးကြောပါပြီးတော့ဆရာဝန်ညွှန်ကြားထားတဲ့မျက်စင်းဆေး prescribed medicated eye drops တွေကိုအချိန်စရာအတိုင်းအတိအကျခတ်ပေးပါဒါဟာတစ်မျက်လုံးကိုပိုးဝင်ခြင်းကနေကာကွယ်ပေးမဲ့အကောင်းဆုံးသောဒိုင်းကာပါပဲမှတ်ထားပါတင့်ရဲ့မျက်လုံးဟာအဖိုးတန်ပါတယ်အသေးငယ်ဆုံးဂရုစိုက်မှုလေးတွေကနေပဲတင့်ကဘာကြီးကိုကြည်လင်ပြတ်သားစွာနဲ့ဆက်လက်မြင်တွေ့နိုင်မှာပါအခုဆိုရင်တင်ဟာအမှောင်ထုကိုကြော်ဖြတ်ပြီးအလင်းရောင်တစ်ကိုပိုင်ဆိုင်လိုက်ပါပြီအဲ့ဒီအလင်းရောင်လေးကိုဆက်လက်ထိန်းသိမ်းထားလိုက်ပါအခုဆိုရင်တင်ဟာအတွင်းတိမ်ယောဂအကြောင်းဖြစ်ပေါ်လာပုံအကြောင်းကုသနိုင်တဲ့နီလန့်အကြောင်းနဲ့ခွဲစိတ်ပြီးနောက်ပိုင်းဂရုစိုက်ရမယ့်အချက်တွေကိုအပြည့်အဝသိရှိသွားပြီဖြစ်ပါတယ်မျက်လုံးဆိုတာကျွန်တော်တို့ရဲ့ဘဝကိုအယောင်ချဲပေးနေတဲ့အဖိုးတန်ဆုံးသောလက်ဆောင်တစ်ခုပါအသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်တဘာဝတရားကြောင့်ပဲဖြစ်ဖြစ်မျက်စိမုံဝါလာတာဟာတင့်ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးဒါဟာတင့်ကိုပုံမကြည်လင်တဲ့အလင်းရောင်တွေနဲ့ပြန်လည်မိတ်ဆက်ပေးမဲ့အစပျိုးခြင်းတစ်ခုသာဖြစ်ပါတယ်တင့်မှာသို့မဟုတ်တင့်မိသားစုဝင်တွေမှာအမြင်အာရုံနဲ့ပတ်သက်ပြီးအခက်အခဲရှိနေတယ်ဆိုရင်မတွန့်ဆုတ်ပါနဲ့ကျွမ်းကျင်တဲ့မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီးကုသမှုခံယူပါကြည်လင်တဲ့အမြင်အာရုံကတင့်ကိုစောင့်ကြိုနေပါတယ်တင့်အတွက်အလင်းရောင်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်တင့်ပတ်ဝန်းကျင်ကမိတ်ဆွေတွေချစ်ရတဲ့သူတွေကို